လောမှာဘယ်လိုဖြစ်နေတာရှိလဲဆိုတော့ပြည်တွင်းစစ်ရဲ့အထူးကတရထန်ဆိုတဲ့အထဲမှာဒီကျူးကျော်စစ်ကိုတိုင်းရင်းသားဒေသတွေကိုတွားပြီးကျူးကျော်တဲ့စစ်အုပ်စုကအထူးကကြတယ်လို့ကျွန်တော်တို့မြင်တယ်စစ်အုပ်စုကတိုင်းရင်းသားဒေသတွေကိုတွားပြီးထိုးစစ်ဆင်မှုတွေမလုပ်ဘူးဆိုလို့ရှိရင်အပြစ်ခတ်တစ်ဖက်သက်ပြစ်ခတ်ရစရေးကိုကျင်ညာပြီးတော့ငင်းငင်းစကားဝိုင်းကိုဆွေးနွေးပွဲကိုဆွဲခေါ်လို့ရတဲ့အနေအထားမှာရှိဒါပေမဲ့ဒီမှာငင်းငင်းဆွေးနွေးပွဲကိုဒီမှာပြောရမယ်တစ်ဖက်မှာလည်းဒီမြန်နဲ့ဘုံကျဲနေတာမျိုးတစ်ဖက်မှာလည်းတိုင်းရင်းသားဒေသအခြေခံဒေသတွေကိုထိုးစစ်ဆင်နေတာမျိုးရှိရင်တော့စစ်အုပ်စုကိုကျွန်တော်ဟန်တားအောင်ဒါပေမဲ့ဒီနေ့ဒီကာလလက်ရှိအစိုးရပြောတဲ့ဆိုတဲ့ပြုမှုတွေရေးသားကျင်ညာချက်တွေထုတ်ဝေတဲ့နေရာမှာစစ်အုပ်စုကမှားတယ်လို့တခွန်းတပါးမှမဟရဲတာကိုတွေ့ရဟောဒီ105မိုင်စစ်စီစကန်ကုံသွေးစကန်နဲ့ဒီရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့အရှေ့မြောက်ဒေသမှာရှိတဲ့စစ်စကန်တွေကိုထိုးစစ်ဆင်တဲ့နေရာမှာလဲဒီမြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတွေကလားမှားနေရပါဆိုပြီးတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ကကျင်ညာချက်ထုတ်တဲ့မှာပါတယ်အဲ့တော့ဒီစစ်ကြီးရဲ့တရားခံတစ်ခုလုံးဒီတစ်ခွန်းတစ်ပြင်လုံးကိုခြုံကြည့်ရမယ်အစားကော့ကော့ကလေးကိုကြည့်ပြီးတော့မှဒီမြောက်ပိုင်းမဟာမိတ်ကိုအပြစ်ဖို့နေရဆိုလို့ရှိရင်ငြိမ်းချမ်းရေးတကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးဘယ်လိုမျိုးကျွန်တော်တို့လက်ကမ်းကြုံဆိုလို့ရမှာလဲလို့မိကုန်းထုတ်เสียဖြစ်လာတယ်ဆိုလိုတာတစ်ပင်တစ်ပင်တည်းကိုကြည့်လို့မရဘူးတစ်တော်တစ်တော်လုံးကိုပါမြင်တော့ဖို့လိုတယ်လို့ကျွန်တော်ပြောချင်တယ်အဲ့တော့ငြိမ်းချမ်းရေးကိုတကယ်လိုလားရဲဆိုလို့ရှိရင်ငြိမ်းချမ်းရေးကိုနှောက်ယှက်ပြုတ်နေတဲ့ငြိမ်းချမ်းရေးကိုမဖြစ်မအောင်ကမဘယ်လောက်ပဲစူးစမ်းပန်းစားလုံးနေလို့လေအနှောက်ယှက်မျိုးစုံလုံးနေတယ်စစ်အုပ်စုကိုပြက်ပြက်သားသားအပြစ်တင်ရမယ်စစ်အုပ်စုကိုအစိုးရရဲ့အမိန့်အာဏာနဲ့အစိုးရနဲ့မကောက်ပြည်သူလူထုရဲ့လက်တွဲပြီးတော့စစ်အုပ်စုစစ်မတိုက်ဖို့တစ်ဖက်သက်ပြစ်ခတ်ရက်စဲဖို့ကြင်ညာချက်ဘာလို့မထုတ်နိုင်ရလဲဆိုတော့ကျွန်တော်မေးရတစ်ဖက်သက်ပြစ်ခတ်ရက်စဲကြီးကိုချို့မလို့လားကြဘူးဟာပြစ်ခတ်ရက်စဲဆိုတာတစ်ဖက်သက်လုံးလို့မရဘူးဆိုတဲ့စကားကိုပြောတဲ့လူတွေရှိတယ်အဲ့ဒီတွေခေါ်အမှန်နဲ့မကြဲတော့လုံးဝလက်တင်ခံစရာအကြောင်းမရှိဘူးပြစ်ခတ်ရက်စဲဆိုတာစစ်အင်အားကြီးမားပြီးတော့တစ်ခွန်းတစ်ပြင်လုံးကိုစစ်စင်နိုင်ရဲ့စစ်တပ်ကလာနေဥဆောင်ပြီးလောက်ကဖြစ်တယ်တိုင်းရင်းသားတွေကဗမာပြည်မတွေကိုလာပြီးထိုးစစ်ဆင်နေရမဟုတ်ဘူးသူတို့ဒေသကိုသူတို့ခုခံကာကွယ်ဖို့အတွက်သူတို့လူမျိုးတွေအမျိုးတောင်းတက်ဖြတ်မခံရအောင်ကာကွယ်ဖို့အတွက်လက်နက်ကင်ထားရတာရက်တီရေးအရာဘဝအရာလက်နက်ကင်ထားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဘဝအရာရက်တီရေးအရာလက်နက်ကင်ထားတဲ့လူတွေကအပြစ်ဆွရှိရဆိုပြီးတော့တော်ပြီးထိုးစစ်ဆင်တဲ့လူတွေကကက်တင်ရှင်တွေပါဆိုတဲ့ဇန်းတင်တဲ့ဖုံးတော်ဝဲချီးမွမ်းထားတဲ့အတွေးခေါ်ယူဆအောင်ကျွန်တော်လုံးဝဖျက်သိမ်းပြီးဖို့လိုအပ်တယ်အဲ့ဒီတွေးခေါ်ယူဆဟာဒီကျွန်တော်တို့ရင်ထဲမှာရောအဲ့မှာထိုင်နေတဲ့ပြည်သူလူလာရောက်တက်ဆွေးနွေးတဲ့နိုင်ငံရေးသမားတွေရဲ့ရင်ထဲမှာရင်မကအဲ့ဒီလမ်းပေါ်မှာအတီးတီးသွားလာနေတဲ့ပြည်သူတွေရဲ့ရင်ထဲမှာပါမရှိဖို့လိုအပ်တယ်အဲ့ဒါကျွန်တော်တို့လုံးဝမတာဝန်ပဲတော့ကျွန်တော်တို့ကအခုချိန်ကစပြီးစစ်အာဏာရှင်စနစ်အိမ်မဆိုးမျိုးမုံနေလို့နေလာလို့ရှိရင်နှင်းတောက်သွားလို့ပျက်စီးဆုံးရှုံးသွားဖို့အတွက်ပျက်စီးတောက်ကွယ်သွားဖို့အတွက်ကအမျိုးသားညီညွတ်ရေးတပ်ပေါင်းစုဆိုတဲ့နိုင်ငံရေးလက္ခဏာဆောင်တဲ့အသီးသီးအင်အားစုတွေပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းနဲ့ဆောင်ရွက်ရမယ်ဖြစ်တယ်ဘယ်အချိန်တိုင်းဘယ်တိုင်းထာပြီးဆောင်ရွက်ရမလဲဆိုတော့ကြီးကြီးကျယ်ကျယ်ပြောတာမဟုတ်ပါဘူးမိုးအောင်မြေရင်မှာအလင်းရောင်ပျောက်ကွယ်ဆုံးရှုံးသွားတဲ့အထိဘယ်လောက်ဒီမှောင်မဲအတိကျသွားတဲ့အချိန်အထိကျွန်တော်တို့တည်သွားတဲ့အချိန်အထိကျွန်တော်တို့အသက်ဆုံးရှုံးသွားတဲ့အချိန်အထိပြီးတော့နေရောင်လရောင်ကြဲရောင်တွေလုံးဝမရှိတော့တဲ့အချိန်အထိကျွန်တော်တို့မိကုန်ရမ်းကုန်ကျွန်တော်တို့ငြိမ်းချမ်းရေးရဖို့ဒီမိုကရေစီရဖို့2008ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းဖို့စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်နဲ့စစ်ဗျူရိုကရက်တွေအရေးကြီးစနစ်ကြီးဖျက်သိမ်းဖို့အတွက်ကိုကျွန်တော်တို့အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုဖွဲ့စည်းပြီးဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတာကိုပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်